မင်္ဂလာပါဖလို့ရရင်ကျွန်တော်တို့မြန်မာစာမှန်ကောင်ထုတ်တဲ့နေ့ကျွန်တော်တို့စကားပြောတဲ့နေ့ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ကနေပြီးတော့ Okay Chrome လေးကိုသွားလိုက်မယ်နော်။ Okay Chrome လေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဖလို့ AI လို့ရတယ်မယ်နော်။ကျွန်တော်လက်တော့နဲ့ပဲပြတော့မယ်နော်။ဖုန်းနဲ့လည်းလုပ်လို့ရတယ်။ဖုန်းနဲ့ကနည်းနည်းလေးတော့ကျွန်တော်လောက်ဝင်နေနော်။တော့ကျွန်တော်ဖလို့ AI အောင်နေလိုက်မယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနော်ဒီကောင်လေးကိုတစ်ချက်နေလိုက်မယ်။ဒီမှာ Google Flow AI Creative Studio for Video Imageဒီအကောင့်လေးတစ်ချက်နေနိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီထဲမှာသူတို့ကဘယ်လိုပြောကျွန်တော်တို့ Gmail အကောင့်တောင်းလို့ချင်းကျွန်တော်ဒီမှာ Gmail အကောင့်နဲ့ကျွန်တော် login ဝင်လိုက်เนาะကျွန်တော်တော့ login ဝင်ထားပြီးသားဖြစ်တဲ့အတွက်မပြတော့ဘူးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ new project ကိုတစ်ချက်နေနိုင်မယ်ဟို new project ကိုနေလိုက်မယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးလေးပေါ်လာရမယ်เนาะအားတော့ကျွန်တော်ဒီမှာအပေါင်းလေးကိုနေလိုက်မယ်အပေါင်းလေးကိုနေဒီမှာ upload media ဆိုတော့ကျွန်တော်ဒီချက်နေမယ်ပြီးလို့ရင်ဟိုဒီချက်နေပဲကျွန်တော်ကိုစကားပြောမယ်ကျွန်တော်ဓာတ်ပုံလေးတစ်ပုံလောက်ကျွန်တော်သွားကြည့်မယ်နော်ဓာတ်ပုံလေးတစ်ပုံလောက်ယူလိုက်မယ် Okay ခဏလေးဆောင်Okay ဒီမှာနော်ကျွန်တော် main လေးတစ်ပုံလောက်ထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနော် add to chrome ဆိုတာကိုကျွန်တော် share နေလိုက်မယ်အားဆိုလို့ရှိရင်ကျွန်တော်ဒီမှာစကားပြောမယ့်နေရာကိုရောက်ပြီနော်ဟိုကျွန်တော်တို့ကဒီမှာအဲ့ဒါဆိုရင်ဒီမှာစာထည့်ပေးရမှာเนาะစကားပြောစေချင်တဲ့အကြောင်းအရာစာလေးကိုကျွန်တော်ထည့်ပေးရမယ်ဒီကောင်လေးတစ်ချက်နေလိုက်မယ်เนาะဒီစာလေးကိုကျွန်တော်တစ်ခုယူလိုက်မယ်ဥပမာပြเนาะโอเคအဲ့ကောင်လေးကျွန်တော်တစ်ခုယူလိုက်မယ်ကျွန်တော်တို့ copy ပြုလိုက်မယ်လို့နေနေမယ်ပြီးရင်ကျွန်တော်ခရုံးလေးကိုပြန်သွားမယ်ဒီမှာကျွန်တော်တို့ဒီမှာ page ချလိုက်မယ်ဟိုကျွန်တော်တို့ဒီမှာနော်okay ကိုပြောချင်တဲ့အကြောင်းအရာတွေကျွန်တော်တို့ဒီမှာ prompt လေးထည့်ပြီးသွားပြီနော် okay အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာထည့်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာအင်္ဂလိပ်လိုလေးရှေ့ကနေပြီး dialogue sing dialogue ဆိုပြီးကျွန်တော်တို့တစ်ချက်ထည့်မယ်နော် okay ခဏလေးနော်ကျွန်တော်ရိုက်လိုက်အောင်မယ်โอเคကျွန်တော်အဲ့မှာ facing တိုင်ရလို့ဆိုပြီးကျွန်တော်အင်္ဂလိပ်လိုရိုက်လိုက်မယ်နော်โอเคကျွန်တော်နောက်ကဟာကြတော့ဘယ်လိုလဲနောက်ကဟာကြကျွန်တော်ဒီမှာမြန်မာစာတိုင်းထားမယ်နော်ကျွန်တော်ဒီမှာမကြော်ပါနဲ့တည်တည်ကောင်းမလို့လာပါလေမဝင်လာအောင်မောင်းလေးလေးအသေးပြီး share ခဲ့ပေးပါနော်โอเคကျွန်တော်ပြီးလို့ကျွန်တော်ဒီမှာဒီမှာ setting သွားမယ်နော် setting နှိပ်မယ် setting ထဲမှာဆိုလို့ကျွန်တော်ဒီမှာ image ရှိရဲ့ video ရှိရဲ့နော်ဟိုကျွန်တော်ကဘာယူရမလဲဆိုတော့ဒါကပြောမှဖြစ်တယ်တဲ့ video နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာနော်96ကိုရွေးမှလား distribution 9ရွေးမှလားဗောနော်ဟိုကြိုက်တာကိုရွေးမယ်ကျွန်တော်ကဒီမှာ9 ratio 60ရွေးလိုက်မယ်ဒီကောင်ကတော့ဒီမှာ1 2 3လေးဒီကောင်ကျတော့ဒါပရိုဝယ်ထားမှရမယ်နော်ဒီကောင်ဆို4ခုနဲ့ထားမှဆိုဗီဒီယိုက4ခုထွက်မယ်2ခုထားရင်2ခုထွက်မယ်ကျွန်တော်လောဆယ်တစ်ခုပဲထွက်ထားလိုက်မယ်နော်လောဆယ်ကျွန်တော် free ထုတ်မှဖြစ်တယ်ပြီးလို့ရင်ကျွန်တော်ဒီမှာလဲတစ်ခုရွေးလို့ရတယ်ပြီးလို့ရင်ကျွန်တော်ဒီမှာomni flag ကလည်းမှန်တယ်ဒီမှာ 3.1 flag ဒီကောင်တွေကကျွန်တော်တို့တစ်ခုနှစ်ခုလောက်ပဲ free ထုတ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဝယ်သုံးရတာပါเนาะလောဆယ်ကျွန်တော်တို့ဒီမှာ Gmail အကောင့်လုံးဝင်လာမယ်ဗီဒီယိုတစ်ပုံနှစ်ပုံလောက်တော့ကျွန်တော်တို့ free ထုတ်လို့ရတယ်နော်ကျွန်တော် 3.1 file ကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာเนาะဒီဗီဒီယိုလေးကိုကျွန်တော် generate လုပ်လိုက်မယ်เนาะဟိုသူကကျွန်တော်10စက္ကန့်နေပြီးတော့ကျွန်တော်10စက္ကန့်လောက်ထိရတယ်เนาะဒီကျွန်တော် free ဖြစ်တဲ့အတွက်ကျွန်တော်6စက္ကန့်10စက္ကန့်လောက်ပဲထုတ်ပါเนาะโอเคကျွန်တော် generate လုပ်လိုက်မယ်ခဏလေးထားမယ်เนาะသူကတစ်ခါလေးကျွန်တော်ဒီမှာ error တက်ခါရလို့ရှိရင်တော့သူကဗီဒီယိုကတန်းပြီးတော့မလာဘူးပေါ့เนาะကျွန်တော်အားရဆိုရင်ကျွန်တော် refresh လုပ်ပြီးတော့ကျွန်တော်ပြန်လုပ်ရတယ်ပေါ့เนาะโอเคကျွန်တော်ဒီမှာဗီဒီယိုလေးတော့ထွက်လာပြီကျွန်တော်ဒီ check လေးကြည့်လိုက်မယ်ခဏလေးထားမယ်เนาะကောင်းမွန်တဲ့လက်လာပါတွေရလာအောင်ဝေဝင်လာအောင်အပေါင်းလေးစိတ်အသေးပေးချင်ခဲ့ပြီးပါဘယ်တော့တန်လေးတစ်ချက်ချက်လိုက်မယ်နော်နောက်ပြန်ဖွင့်ပြမယ်မကြော်ပါနဲ့တက်စီကိုကောင်းမွန်တဲ့လက်လာပါတွေရလာအောင်ဝေဝင်လာအောင်အပေါင်းလေးနှိပ်အသေးပေးချင်ခဲ့ပြီးပါโอเคဒါတော့ကျွန်တော်10စက္ကန့်ရအောင်ကျွန်တော်ဒီမှာ download ဆွဲမယ်ဆိုရင်ကျွန်တော်ဒီမှာအများလေးကိုတစ်ချက်နေလိုက်မယ်နော် download ဆိုပြီးနေလိုက်မယ်ဆိုရင်ကျွန်တော်တို့โอเคအဲ့ဒါဆိုရင်ရသွားမှာဖြစ်ပါတယ်โอเคအားလုံးပဲဆင်ပြေမယ်လို့ထင်ပါတယ်နော်